wasn't official. Official. အားလုံးပဲမင်္ဂလာပါဗျာဒီကနေ့လေးလာဆွေးနွေးမယ့်အကြောင်းအရာကတော့ပုံမှန်အောက်ဖြင့်အပေါ်ယံကြည့်လိုက်ရင်အတော်လေးကို6တွေ့ပြင်းထန်စရာကောင်းတယ်လို့ထင်ရပဲဥပဒေအညွှန်းဆိုင်တခုအကြောင်းပါဗျာ ဟုတ်ကဲ့မင်္ဂလာပါရှင် အဲ့ဒါကတရားမှကျင့်ထုံးဥပဒေမှာပါတဲ့အမိတ်43အမိတ်များအပေါ်ယူခံဝင်းချင်းဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော်တို့လက်ထက်မှာရှိနေတဲ့ရင်းမြစ်စာတမ်းတွေကိုကြည့်လိုက်ရင်ဒါဟာပုံမှန်တရားအရာတရားရုံးကချမှတ်လိုက်တဲ့ဘယ်လိုအမိတ်မျိုးတွေကိုအထက်တရားရုံးစီယူခံဝင်းခွင့်ရှိတယ်လဲဆိုတာကိုတိကျစွာဖြတ်တန်းပေးထားတဲ့အထက်စိတ်စာရင်းတခုပေါ့ဗျာ ဟုတ်ပါတယ်ရှင် ကဲဒီအကြောင်းအရာကိုတေချာလေးဖြန့်ချက်ကြည့်အောင်ဗျာဒီစာရင်းဟာရိုးရှင်းတဲ့စာရွက်ပေါ်ကစာရင်းတခုတတ်မဟုတ်ပါဘူးတကယ်တော့ဒါဟာဥပဒေစနစ်အတွင်းမှာဒုတိယအခွင့်အရေးများပေါ့အဲ့ဒီဒုတိယအခွင့်အရေးတွေကိုပေးစွမ်းနိုင်တဲ့အလွန်အရေးပါတဲ့လမ်းပြမြေပုံတစ်ခုဖြစ်နေတာကိုတွေ့ရတယ်ဗျာ ဒီအချက်ကိုပိုကျေပြန့်တဲ့ရှုထောင့်ကနေချီးဆက်ကြည့်မယ်ဆိုရင်လေဒီပြဋ္ဌာန်းချက်ဒီဟာတရားမျှတမှုလမ်းကြောင်းပေါ်မှာမတော်ဆက်လမ်းချော်သွားတာမျိုးမဖြစ်ရအောင်တက်ဆင်ထားတဲ့ A-pop break တွေနဲ့အလွန်တူပါတယ်ရှင် A-pop break တွေဆိုတဲ့အတုံးအနှုံးကတော်တော်လေးထိမိတယ်ဗျာ ဟုတ်တယ်ရှင်ဒီကနေ့ဆွေးနွေးမှုရဲ့အဓိကယူရချက်ကတော့ချော့သွဲတဲ့ဥပဒေပုံမှန်ခွဲတဲ့အကြောင်းအလွတ်ကျက်ဖို့မဟုတ်ပါဘူးဒီပြဋ္ဌာန်းချက်နေနဲ့အမိန့်တွေရဲ့နောက်ွယ်မှာရှိတဲ့အဓိကယူရချက်တွေကိုရှာဖွေဖော်ထုတ်ဖို့ပဲဖြစ်ပါတယ်တရားစီရင်ရေးလုပ်ငန်းစဉ်ဆိုတာလူသားတွေမောင်းနေနေတဲ့စနစ်တစ်ခုဖြစ်တဲ့အတွက်အမားယွင်းဆိုတာရှိလာနိုင်တယ်လေ ဒါပေါ့ဗျာလူတွေလုတဲ့စနစ်ပင်ဟာ ဟုတ်ပါတယ်အဲ့လိုအမားယွင်းတဲ့ကြောင့်နစ်နာမှုတွေမဖြစ်ပေါ်စေဖို့ဒီဥပဒေကဘယ်လိုကာကွယ်ပေးထားတယ်လဲဆိုတော့ကိုနားလည်ဖို့ကအများကြီးကြီးပါတယ်တရားရုံးကချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တိုင်းဟာနောက်ဆုံးပိတ်အပြီးအပြတ်မဟုတ်ပါဘူးလိုအပ်ရင်ပြန်လည်စစ်စစ်နိုင်ရဲ့ရန်တရားတစ်ခုကိုစနစ်တကျဖန်တီးပေးထားရဆိုတဲ့သဘောတရားကိုတိတိကျကျမြင်တွေ့ရမှာပါ ဟုတ်ကဲ့ကျွန်တော်တို့မတ်တန်တွေကိုလေးလာကြည့်တဲ့အခါပထမဆုံးသတိထားမိတဲ့ချက်ကချက်ချင်းမိန်ချမှတ်ခံရခြင်းသူ့မို့တရားရုံးကအမှုစီတရားအပေါ်ရုတ်တရက်အရေးယူဆုံးဖြတ်လိုက်တဲ့အခြေအနေမျိုးတွေဖြစ်နေတယ်ဗျာ ဟုတ်ပါတယ် စရင်တွေကအချက်လက်တွေကိုကြည့်ရင်ဥမာအမိတ်၈အမိတ်၁၀နဲ့အမိတ်16လိုမျိုးတွေမှာဆိုရင်အမှုစီတူပေါ်ချက်ချင်းအမိတ်ချမှတ်ခြင်းနဲ့ပတ်သက်ပြီးဖြစ်ထမ်းထားတာတွေတွေ့ရတယ်ဆိုလိုတာကတရားရုံးကတောင်းဆိုထားတဲ့စာရွက်စာတမ်းကိုအချိန်မီမတင်ပြနိုင်တာမျိုး ဟုတ်ကဲ့ ဒါမှမဟုတ်တရားရုံးရဲ့ညွှန်ကြားချက်ကိုလိုက်နာဖို့ပြက်ကွက်တာမျိုးတွေမှာတရားရုံးကအဲ့ဒီအမှုတွေကိုအရှုံးပေးလိုက်တာဒါမှမဟုတ်ပြင်းထန်တဲ့အမိန့်တစုံတရာချက်ချင်းချမှတ်လိုက်တာမျိုးတွေတွေ့ရတယ်ဗျာဒီလိုအမွေးမျိုးတွေကလူတစ်ယောက်အတွက်ရုတ်တရက်ကြီးကြားရောက်လာတဲ့မိုးကြိုပြစ်ထခံရတယ်လို့အနေထားမျိုးတွေလွတ်မြည်မိပါတယ်ဒီလိုတရက်ချမှတ်လိုက်တဲ့အမိန့်တွေကိုချက်ချင်းအယူခံဝင်ဟုတ်ပေးထားတာကဘာကြောင့်များလဲဗျာ အဲ့ဒီလိုချက်ချင်းအမိန့်ချမှတ်ခံရတဲ့အခြေအနေမျိုးဆိုတာတရားစီရင်ရေးမှာအလွန်ပြင်းထန်တဲ့အကျိုးသက်ရောက်မှုရှိလို့ပါရှင်ဒီလိုစဉ်းစားကြည့်ပါအမှုတစ်မှုမှာတစ်သိပ်ပြစရာတွေငင်းခုန်စရာတွေအများကြီးကြံနေသေးပြီမဲ့လှုပ်ထုံးလုံနီးပိုင်းဆိုင်ရာအမားတစ်ခုခုကြောင့်တရားရုံးကကဲခမရတော့ရှုံးသွားပြီလို့ချက်ချင်းအမိန့်ချလိုက်တယ်ဆိုပါစို့ ချက်ချင်းကြီးအရှုံးပေးလိုက်ရတာပေါ့ နေထားမျိုးပါဒါကြောင့်တရားရုံးကဒီလိုပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချမှတ်လိုက်တဲ့အခါအဲ့ဒီအမိန့်ဟာဥပဒေနဲ့အညီမှန်ကန်မြတ်တမှုရှိမရှိဆိုတာကိုအထက်တရားရုံးကိုချက်ချင်းယူခံဝင်ပြီးပြန်လည်စစ်စစ်ခွင့်ပေးထားရတာပါ တဘောပေါက်ပြီဗျာတရားသူကြီးတွေဆိုတာလဲလူသားနေပဲဖြစ်လို့တခါလေမှာအလော့တကြီးဆုံးဖယ်မိတာမျိုးရှိနိုင်တာကို အတိအကျပါပဲရှင်လှုပ်ထိုးလုံနည်းကိုတင်းကျပ်လွန်အားကြီးတာမျိုးလေးဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီလိုအယူခံဝင်ခွင့်ပေးထားခြင်းဟာတရားစီရင်ရေးစနစ်မှာအာဏာအလွဲထုံးစားမှုမဖြစ်စေဖို့နဲ့အမှုတီးတွေအထက်တရားမျှတမှုအပြည့်အဝရရှိစေဖို့အတိအကျကာကွယ်ပေးထားတဲ့ယန္တရားတစ်ခုလို့ဆိုရမှာပါ ဟုတ်ကဲ့ဒီနေရာကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းပဲဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ remit စာတမ်းတွေထဲမှာအခုနကလိုအမိန့်ချခံရလို့ဒါမှမဟုတ်ကိုယ့်ဘက်ကအမှားတစ်ခုခုဖြစ်သွားလို့ပြင်ဆင်ခွင့်တောင်းတဲ့အခါပဲ့ချခံရတဲ့အခြေအနေတွေတနည်းအားဖြင့်ဒုတိယခွင့်ရေးတွေကိုညှင့်ပယ်ခံရခြင်းနဲ့ပတ်သက်တဲ့အချက်တွေအများကြီးပါဝင်နေလို့ပါပဲဥပမာဗျာအမိန့်ကိုအမိန့်25နဲ့အမိန့်22တို့ကိုကြည့်မယ်ဆိုရင်ကိုယ့်ရဲ့မှုပလက်ခံလာရလို့အဲ့ဒီမှုပလက်ချင်းကိုပယ်ဖြတ်ပေးဖို့ရှောက်ထားချက်ကိုညှင့်ပယ်တာမျိုး ဟုတ်ပါတယ် ဒါမှမဟုတ်တစ်ဖက်သက်ချမှတ်ထားတဲ့ဒီဂရီဆိုတာကိုပဲ့ဖြတ်ပေးဖို့တောင်းဆိုတာကိုညှင်းဆိုတာမျိုးတွေတွေ့ရတယ်ဒါအပြင်တရားစွဲဆိုလွှာကိုမှန်ကန်တဲ့တရားရုံးစီတင်ပြဖို့ပြန်လည်ပေးရတာတွေအယူခံကိုပြန်လည်လက်ခံဖို့ဒါမှမဟုတ်ပြန်လည်ကြားနာဖို့ညှင်းဆိုတာတွေအားလုံးဟာဒုတိယအခွင့်အရေးတောင်းခံမှုကိုပယ်ချခံရတဲ့သဘောမျိုးတွေဖြစ်နေတယ်ဗျာဒီဝေါ်ဟာရာတွေကဥပဒေနဲ့အလံဝဲတဲ့သူတွေအတွက်နည်းနည်းစိမ့်နေနိုင်တယ်အထူးသဖြင့်အဲ့ဒီတစ်ဖက်သက်ချက်မှတ်ထားတဲ့ဒီဂရီဆိုတာမျိုးပေါ့
ဒါတွေကိုလက်တွေ့မှာဘယ်လိုနားလည်နိုင်မလဲဗျာ ဒီသဘောတရားတွေကိုလက်တွေ့ပေါ်ဥမာလေးတွေနဲ့ကြည့်ရအောင်ပါရှင်တစ်ဖက်သက်ချမှတ်ထားတဲ့ degree ဆိုတာကိုအရင်ရှင်းပြချင်ပါတယ်ဆိုပါစို့လူတစ်ယောက်ကတရားစွဲခံရတယ်ဒါပေမဲ့ယုံချင်းနေမှာသူကကားတိုက်ခံရလို့ဇီးုံရောက်နေတယ် ဒါမှမဟုတ်လမ်းမှာရေကြီးနေလို့ရုံးကမရောက်နိုင်ဘူးဖြစ်သွားတာမျိုးပေါ့ဗျာ ဟုတ်တယ်ရှင်အဲ့ဒီအခါတစ်ဖက်ကအမှုဒီပဲယုံတော်ကိုရောက်နေတဲ့အတွက်ယုံတော်ကရောက်နေတဲ့သူရဲ့တင်ပြချက်ကိုပဲနားထောင်ပြီးတစ်ဖက်သက်အနိုင်ပေးလိုက်တယ်အဲ့ဒါကိုတစ်ဖက်သက်ချမှတ်တဲ့ degree လို့ခေါ်ပါတယ် ။အော်ကိုကတော့မရှင်းပြနိုင်လိုက်တဲ့အချိန်မှာဟိုဘက်ကချီဖြောပြီးအနိုင်ရသွားတာမျိုးပေါ့ မှန်ပါတယ်အဲ့ဒီတော့စီးရုံကဆင်းလာတဲ့သူကတရားရုံကိုပြန်သွားပြီကျွန်တော်ယုံချင်းပြတ်တာတမင်တက်တက်မဟုတ်ပါဘူးဒီမှာစီးရုံမတန်းနေပါအဲ့ဒီအမိန်ကိုပယ်ဖျက်ပြီးအမှုကိုပြန်လဲစစ်ဆေးခွင့်ပြုပါလို့ဒုတိယအခွင့်အရေးတောင်းခံပါတယ် ။ဒါကတကယ်တမ်းဆိုတဘာဝကြတဲ့တောင်းဆိုမှုဝဲလေ ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုခိုင်လုံတဲ့အကြောင်းပြချက်နဲ့တောင်းဆိုတာကိုမှတရားရုံးကလက်မခံပဲမရဘူးအမိန့်ချပြီးသွားပြီဆိုပြီးငင်းပယ်လိုက်မယ်ဆိုရင်ရောအဲ့ဒီလူအတွက်လုံးဝကိုမတရားဘူးလို့ခံစားရမှာပေါ့ ။ဟုတ်တာပေါ့ဗျာ။ကိုဘက်ကတကယ်အခက်ခဲရှိလို့ပြက်ကွက်ခဲ့တာကိုရှင်းပြခွင့်တော့မရဘူးဆိုရင်အတိုလေးကိုနစ်နာပါတယ် အတိအကျပါပဲရှင်ဒါကြောင့်မို့လို့ဒီလိုဒုတိယအခွင့်အရေးပေးဖို့ငင်းဆိုတဲ့အမိန့်ဒီကိုအယူခံဝင်ခွင့်ပြတ်ထမ်းပေးထားတာပါအမှုတွေအနေနဲ့သူတို့ရဲ့တရားဝင်ရောက်ပိုင်ခွင့်တွေအတွက်အမားကိုပြင်ဆင်ခွင့်တောင်းခံရမှာတရားရုံးကထပ်မံပယ်ချဲခဲ့ရင် ။အထက်တရားရုံးကိုတက်ပြီးအယူခံဝင်လို့ရသွားတာပေါ့ မှန်ပါတယ်ရှင်အဲ့ဒီငင်းပယ်တဲ့အမိန့်ကိုအထက်တရားရုံးကိုတင်ပြပြီးအောက်ရုံးကကျွန်ုပ်ကိုဒုတိယအခွင့်အရေးမပေးလာမှန်ကန်မှုရှိမရှိပြန်စစ်ဆေးပေးပါလို့တောင်းဆိုခွင့်ပြုထားတာပါအယူခံကိုပြန်လဲကြားနာဖို့ညင်းဆိုတာအမှုပလက်တာကိုပြန်ရုပ်သိမ်းဖို့ညင်းဆိုတာတွေအားလုံးဟာဒီသဘောတရားပါပဲ ။ဒါကတကယ်ကိုလိုအပ်တဲ့ရပဲဗျာ ဒါဟာတရားစီရင်ရေးစနစ်မှာလူတွေရဲ့မလွတ်မရှုံတာတဲ့အမားလီအခက်ခဲတွေကိုနားလည်ပေးနိုင်ဖို့ထက်ထွင်းစဉ်းစားထားတဲ့အတက်ကလေးတစ်စင်လို့ဆိုနိုင်ပါတယ်လန်ဖုန်သွားပြီးလို့ထင်ရတဲ့အချိန်မှာအမှန်တရားအတွက်တကားတစ်ချက်ခြံထားပေးတာပါရှင် ။ဟုတ်ကဲ့။နောက်ထပ်အာယုံဆိုင်မိတဲ့အကြောင်းအရာတစ်ခုကတော့ဒီဥပဒေလုပ်ငန်းစဉ်တွေဟာတရားရုံးတွေကစာရွက်စာတမ်းတွေပေါ်မှာတင်ပြီးတော့တာမဟုတ်ပဲလက်တွေ့ပေါ်ကငွေကြေးနဲ့ပိုင်ဆိုင်မှုတွေပေါ်တိုက်ရိုက်တက်ရောက်နေတဲ့အပိုင်းပါဗျာ ဒီအပိုင်းကအတော်လေးအရေးကြီးတယ် ဟုတ်ပါတယ်ရင်းမဲ့မတန်းဒီထဲမှာပစ္စည်းကိုဝေယံကတ်ချင်းနဲ့ပတ်သက်တာတွေကုန်ကြစရိတ်တွေဆိုင်ရာအမိန့်တွေပါဝင်နေပါတယ်ဒါအပြင်တတိယပုဂ္ဂိုလ်ခြံကနေကျွေးမိတောင်းခံတဲ့အမိန့်ဆိုတာတွေလည်းပါလာတယ် ဟုတ်ကဲ့ရှင် ပိုပြီးလက်တွေ့စံတာတွေကတော့အယောင်ဝယ်ကိုပယ်ဖြတ်ဖို့ဒါမှမဟုတ်ပယ်ဖြတ်ဖို့ငင်းဆိုတာတွေပေါင်းထန်ဖားတဲ့ငွေဖြန်စပ်ဖို့ကအချိန်တိုးမပေးတာတွေစာရွက်စာတမ်းဒါမှမဟုတ်မှတ်တမ်းရေးတွင်းချက်မူချမ်းကိုကန့်ကွက်တာတွေအားလုံးပါဝင်ပါတယ်ဒီအချက်တွေကတာမန်ဥပဒေလုံထုံးလုံးနေငွေထဆိုင်လူတွေအကက်ထဲကငွေတွေဘွားရက်တည်မှုပိုင်ဆိုင်မှုတွေနဲ့တိုက်ရိုက်တွားပြီးပတ်သက်နေရမို့လားအထူးသဖြင့်အဲ့ဒီတတိယပုဂ္ဂိုလ်ထံကကျွေးမိတောင်းကန်တဲ့အမိန့်ဆိုတာမျိုးကဘလို့အလုံးလုံးတလဲဆိုတာသိကျင်တယ်ဗျာ ဒီမှာအတော့လေးစိတ်ဝင်စားစရာကောင်းတာကဥပဒေရဲ့ theory ပိုင်းသက်သက်ခန့်နေပြည်သူတွေရဲ့လက်တွေ့ဘဝနေ့စဉ်ရှင်သန်မှုနဲ့တိုက်ရိုက်ချိတွေ့လာတဲ့အပိုင်းဖြစ်နေတာပါပဲခုနကမေတဲ့တတိယပုဂ္ဂိုလ်ထံကကျွေးမိတောင်းခံတဲ့အမိန့်ဆိုတာကိုရိုးရိုးရှင်းရှင်းပြောရရင်ဥမာကာဆိုတဲ့သူကခါစီကနေငွေရစရာရှိတယ် ဟုတ်ကဲ့ လူကခါကိုငွေပလန်ဆက်ဆရာရှိနေတယ်အဲ့ဒီချိန်မှာတရားရုံးကနေဂါကိုမင်းဆက်ရမယ့်ငွေကိုခါစီမပေးပဲဂါစီကိုတိုက်ရိုက်ပေးလိုက်ပါဆိုပြီးအမိန့်ချတာမျိုးပါဒါကစီကွာရဲ့လုပ်ငန်းတွေငွေကြေးလက်ပတ်မှုတွေမှာအလွန်အရေးပါတဲ့အမိန့်မျိုးပါရှင် ။အော်ကိုရစရာရှိတဲ့သူစီကနေတိုက်လိုက်တောင်းယူတဲ့သဘောပေါ့ မှန်ပါတယ်နောက်တစ်ခုကပစ္စည်းကိုဝရန်ကတ်သိမ်းစီတာမျိုးပေါ့ဟမှုရင်ဆိုင်နေစဲကာလမှာတရားရုံးကကိုယ့်ရဲ့နေအိမ်ကားဒါမှမဟုတ်ဘဏ်အကောင့်ကိုထိန်းချုပ်သိမ်းဆည်းလိုက်တယ်ဆိုပါစို့လူတယောက်ရဲ့ဘဝရက်တည်မှုကိုချက်ချင်းချင်းချောက်လိုက်တယ်လို့ထည့်သွားနိုင်ပါတယ် ။ဟုတ်တယ်ဗျ။လုပ်ငန်းတွေရပ်သွားနိုင်တယ် ပေါင်းနှံထားတဲ့အညာမီးအတွက်ငွေသွင်းဖို့အချိန်တိုးမပေးတော့ဘူးလို့ညင်ဆိုလိုက်ရင်လဲအဲ့ဒီလူဟာအိမ်ပေါ်ကနေဆင်းရတော့မယ့်အခြေအနေဖြစ်သွားနိုင်တယ်ဒီလိုလက်တွေ့ဆန်ပြီးငွေချေးပိုင်ဆိုင်မှုတွေစီးပွားရေးလုပ်ငန်းတွေနဲ့ကြီးကြီးမားမားပတ်သက်နေတဲ့အမိန့်တွေဟာမာယွင်းသွားခဲ့ရင်ကိုစားလို့မရတဲ့ဆုံးရှုံးမှုတွေဖြစ်သွားနိုင်ပါတယ် ။ဒါကြောင့်ဒီလိုအမိန့်ဒီကိုချက်ချင်းယူခံဝင်ခွင့်ပြဋ္ဌာန်းပေးထားတာပေါ့ အတိအကျပါပဲရှင်ဒီလိုအမိန့်တွေပေါ်မှာယူခံခွင့်ကိုချက်ချင်းပေးထားခြင်းအပြင်တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကြောင့်ပြည်သူတွေရဲ့ဘဝတွေမလိုအပ်ပဲပြိုလဲပါတာမျိုးမဖြစ်ရအောင်အတိအဝတ်ကာကွယ်ပေးထားရရောက်ပါတယ်ရှင် ဥပဒေဆိုတာစာအုပ်ထဲကစာသားတွေတတ်တန်မဟုတ်ပဲ
လူတွေရဲ့နေစဉ်ဘဝကိုဘလောက်အထိအကာအကွယ်ပေးထားတယ်လဲဆိုတာကိုတွေ့ရလို့တကယ်ကိုသဘောကျမိပါတယ်ဗျာဆက်လက်ပြီးတော့ကျွန်တော်တို့မှတ်တမ်းတွေကနေအမှုတစ်ခုရဲ့လမ်းကြောင်းကိုလုံးဝပြောင်းလဲသွားစေနိုင်တဲ့အမိန့်ဒီအကြောင်းကိုကြည့်အောင်ပါ ဟုတ်ကဲ့ အမှုတွေကြားထဲမှာသဘောတူညီချက်ဒါမှမဟုတ်ကြေးမှုကိုမှတ်တမ်းတင်ဖို့အမိန့်ချတာဒါမှမဟုတ်ငင်းဆိုတာတွေကိုပြဋ္ဌာန်းထားတာတွေ့ရတယ်။ဒါဖြင့်ကြားဝင်ဆွဲဆိုတဲ့အမှုများဆိုတာတွေလည်းပါဝင်ပါတယ်။နောက်ပြီးအမှုကိုအောက်ယုံကိုပြန်လည်ပို့ဆောင်ခြင်းအမှုကိုပြန်လည်သုံးသပ်ဖို့ရှောက်ထားချက်ကိုခွင့်ပြုခြင်းအထက်တရားရုံးမဟုတ်တဲ့အခြားတရားရုံးကနေလက်မှတ်ထုတ်ပေးဖို့ငင်းဆိုခြင်းစတာတွေအများကြီးပါဝင်ပါတယ်။ဒီလုပ်ငန်းစဉ်တွေကအမှုရဲ့ဥတီချက်တွားနေတဲ့လမ်းကြောင်းကိုအကြီးကျယ်အပြောင်းလဲဖြစ်စေနိုင်တယ်လို့ထင်ပါတယ်ဗျ။ ထင်တဲ့အတိုင်းပါပဲရှင်အခုပြောတော့တဲ့အမိန့်တွေဟာအမှုတစ်ခုရဲ့အုံမြင့်နဲ့လမ်းကြောင်းကိုလုံးဝအဆုံးဖြတ်ပေးတဲ့ຢာတွေပါဥပမာဂျားဝန်ဆွဲဆိုတဲ့အမှုကိုကြည့်အောင်မန်တစ်ခုမှာတေဆုံးသွားစုတူရဲ့ငွေတွေရှိနေတယ်ဆိုပါစို့ ဟုတ်ကဲ့ အဲ့ဒီငွေကိုအမွေခံဖြစ်ပါတယ်ဆိုပြီးလူနှစ်ယောက်ကလာတောင်းလဲဘန်းအနေနဲ့ဘသူကိုပြီးရမှန်းမသိတော့ဘူးအဲ့ဒီအခါဘန်းကတရားရုံးကိုကျွန်တော်တို့မှာတော့ဒီငွေရှိပါတယ်သူတို့နှစ်ယောက်ထဲကဘသူကိုပေးရမယ်ဆိုတာတရားရုံးကဆုံးဖြတ်ပေးမှာဆိုပြီးတရားစွဲတင်ပြတာမျိုးကိုခေါ်တာပါဒီလိုအမှုမျိုးမှာတရားရုံးရဲ့အမိန့်ဟာပါဝင်ပတ်သက်သူတွေအားလုံးရဲ့အခွင့်အရေးကိုလုံးဝပြောင်းလဲသွားစေနိုင်ပါတယ် ။အော်တန်ကကြားနေဘေးလို့ရရှောင်လိုက်တဲ့သဘောပေါ့နော် ဟုတ်တယ်ရှင်နောက်တစ်ချက်ကအမှုကိုအောက်ရုံးသို့ပြန်လည်ပို့ဆောင်ခြင်းလုပ်ငန်းစဉ်မှာအထက်တရားရုံးကနေအမှုကိုစစ်ဆေးကြည့်လိုက်တဲ့အခါအောက်ရုံးကအဓိကကျတဲ့သက်သေတွေကိုမစစ်ဆေးထားတာတွေ့ရတယ်ဆိုရင်အဲ့ဒီအမှုကိုအစအနေထေချာပြန်စစ်ဖို့အောက်ရုံးကိုပြန်ပို့လိုက်တာပါ ။ဒါဆိုရင်အမှုရဲ့အခြေအနေကလုံးဝကိုအစ်စ်ပြန်ဖြစ်သွားပြီပေါ့ ဟုတ်ကဲ့ပါရှင်အလားတူပဲအမှုကိုပြန်လည်သုံးသပ်ဖို့လျှောက်ထားချက်ကိုလက်ခံလိုက်နေလေအရင်ချက်ထားတဲ့ဆုံးဖြတ်ချက်တွေပြောင်းလဲသွားနိုင်ပါတယ်ဒီလိုအမှုရဲ့အသက်သွေးကြောလို့ဖြစ်နေတဲ့လမ်းကြောင်းတစ်ခုလုံးကိုအသက်ပြန်လဲပုံဖော်စင်နိုင်တဲ့အမိန့်တွေဟာအလွန်အရေးကြီးတဲ့အတွက်သူတို့ကိုလည်းအယူခံဝန်ခွင့်ပြည့်မြစ်စရင်ထဲမှာခြံလက်မထားပဲအသက်အခြားထည့်သွင်းထားတာဖြစ်ပါတယ် ။ဒါဆိုရင်ဒီအချက်ဒီအားလုံးကဘာကိုဆိုလိုချင်တာလဲလား။ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ခြုံငုံကြည့်ရင်ဒီအမိန့်53ဟာအလွန်တိကျတဲ့စီးမြင့်တွေကန့်သက်ချက်တွေနဲ့ဒီဆောက်ထားတဲ့ဥပဒေပေါင်းတစ်ခုဖြစ်နေတာကိုသတိထားမိပါတယ် ဟုတ်ကဲ့ ။ရင်းမြစ်မှတ်တမ်းတွေကိုကြည့်ရင်တိကျအမိန့်တွေနည်းဥပဒေတွေကိုသာရည်ညွှန်းနေဘယ်အမိန့်ကိုတော့အယူခံဝင်ခွင့်ရှိတယ်ဆိုတာကိုအတိအကျကန့်သက်ထားတာပါဥပမာအမိန့် 10A အမိန့်38အမိန့်39နဲ့အမိန့်40စသည်ဖြင့်ပေါ့ဗျာဆိုလိုတာကတရားရုံးကချရမြအမိန့်တိုင်းကျုံရအမိန့်တိုင်းကိုမကျင်တဲ့အတိုင်းအယူခံဝင်ခွင့်ရှိနေတာမျိုးမဟုတ်ဘူးဆိုတဲ့သဘောလားဗျာ အချက်ညီဖို့လို့ရပါတယ်တရားရုံးကချမှတ်တဲ့တာမန်လုံထုံးလုံနီးဆိုင်ကအမိန့်တိုင်းဥပမာယုံချင်းရွှေ့ပေးတဲ့အမိန့်လောက်ကိုတောင်းအမှုတဲကမကျေနပ်လို့အထက်ရုံးကိုအယူခံဝင်ခွင့်ပေးလိုက်မယ်ဆိုရင်စဉ်းစားတကြည့်ပါတော့ရှင် ။တမှုကဘယ်တော့မှပြီးတော့မှမဟုတ်ဘူး ဟုတ်ပါဗောတရားစီရင်ရေးလုပ်ငန်းစဉ်တွေဟာရှေ့ကိုတလမတ်မရွေးနေတော့မှမဟုတ်ဖဲအမြဲတမ်းနှောင့်နေကြနေပါလိမ့်မယ်ဒါကြောင့်မို့လို့ဥပဒေပြုသူတွေကဘလို့အမိန့်မျိုးတွေဟာအမှုတဲတဲ့အခွင့်အရေးပိုင်ဆိုင်မှုနဲ့တရားမျှတမှုကိုတိတိတသာထိခိုက်စေနိုင်တယ်လဲဆိုတာကိုတေချာစစ်ဆေးပြီးအဲ့ဒီလိုအရေးကြီးတဲ့အမိန့်တွေကိုသာအယူခံဝင်ခွင့်ရှိတဲ့စာရင်အဖြစ်ဒီအမိန့်43မှာတိတိကျကျပေါင်ခက်ကန့်သက်ပြဋ္ဌာန်းထားတာပါ ။သဘောပေါက်ပါပြီဗျာ ဆိုတော့တရားရုံးရဲ့အပြီးသတ်ဆုံးဖြတ်ချက်တွေအပေါ်ယူခံဝင်တဲ့အခါအသုံးပြုတဲ့လုံထုံးလုံလေးတွေကိုပဲအခုကျွန်တော်တို့ဆွေးနွေးနေတဲ့တာမန်အမိန့်များပေါ်ယူခံဝင်တဲ့အခါမှာလည်းတတ်နိုင်သမျှအသုံးပြုရမယ်လို့ပြဋ္ဌာန်းလိုက်တာပါရှင် ဆိုလိုတာကအယူခံလုံဝန်ခြင်းနဲ့အားလုံးအတွက်လုံထုံးလုံနဲ့အသစ်တွေထပ်မံတည်ထွင်နေကြမလို့ပဲရှိပြီးသားခိုင်မာတဲ့စီးမြင်တွေကိုပဲအသုံးပြုဖို့တူညီတဲ့စံနှုန်းတစ်ခုသတ်မှတ်ပေးလိုက်တဲ့သဘောပါနော် မှန်ပါတယ်အယူခံလုပ်ငန်းစဉ်အားလုံးအတွက်တီးခြားစီလုံထုံးလုပ်ငန်းတွေအများကြီးထားရှိမယ်ဆိုရင်ရှေ့နေတွေဥပဒေပညာရှင်တွေရောအမှုတွေအတွက်ပါလေ့လာရတာလှုပ်ဆောင်ရတာအလုံးရှုပ်ထွေးသွားပါလိမ့်မယ်အခုလိုစံကြိုက်ထမှတ်လိုက်ခြင်းအားဖြင့်ဥပဒေလုပ်ငန်းစဉ်ဟာပုံမရှင်းလင်းလွယ်ကူသွားစေပြီးအချိန်ကုန်တတ်တာစေပါတယ်ဒါဥပဒေရဲ့တိကျတေချာမှုလက်တွေ့ကျမှုနဲ့စနစ်တကျဖွဲ့စည်းတည်ဆောက်ထားမှုကိုပြသနေတာပါရှင် ကဲအခုဆိုရင်ကျွန်တော်တို့ဆွေးနွေးလာတာအတော်လေးကိုနန်းနဲ့ဆိုင်ဆိုင်ရှိသွားပြီလို့ဆိုရပါမယ်အနှစ်ချုပ်အနေနဲ့ပြန်ကြည့်မယ်ဆိုရင်အစာပိုင်းမှာနံပါတ်တွေစာပိုက်တွေနဲ့ပြည့်နှက်နေတဲ့6ထွေးတဲ့စရင်တစ်ခုလို့ထည့်ရတယ်အမိန့်တေးစာ3ဟာတကယ်တမ်းတော့တရားစီရင်ရေးစနစ်ထဲကအမှုတွေမတရားမှုနဲ့မကြုံတွေ့ရလေအောင်အလောဒီကြည်ဆုံးတဲ့ချက်တွေကြောင့်ဘဝတွေဆုံးရှုံးနစ်နာမှုမဖြစ်ပေါ်ရလေအောင်အဆင့်တိုင်းမှာတေချာစွာတိဆောက်ထားတဲ့အာကောင်းတဲ့ကာကွယ်ရေးစနစ်တစ်ခုဆိုတာအထင်ရှားတွေ့မြင်ရမှာပါဗျာအမိန့်တိုင်းစီးမြင်တိုင်းမှာ
သူ့ရဲ့တက်ဆိုင်ရာအကြောင်းပြချက်ဒုတိယအခွင့်အရေးပေးတဲ့အခြေအနေနဲ့လူတိုင်းဆန်တဲ့ရည်ရွယ်ချက်တွေအခိုင်အမာရှိနေတာကိုတွေ့ရပါတယ် ဒီဥပဒေပြဋ္ဌာန်းချက်တွေကိုလေ့လာကြည့်ခြင်းအပြင်အဖွဲ့အစည်းတွေစနစ်တွေမှာအခွင့်အရေးနဲ့တာဝန်ခံမှုကိုဘယ်လိုမြတ်တာအောင်ထိန်းချုပ်ထားတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်ရှင် ဟုတ်ကဲ့ တရားရုံးတစ်ရုံးကအမိန့်ချမှတ်ပိုင်ခွင့်အာဏာရှိတယ်လို့အဲ့ဒီအမိန့်ဟာမှားယွင်းနေခဲ့ရင်သို့မဟုတ်တစ်ဖက်သက်ဆန်နေခဲ့ရင်ပြန်လည်စစ်ဆေးခံရနိုင်တဲ့ဆိုတဲ့တာဝန်ခံမှုလည်းခိုင်ခိုင်မာမာရှိနေပါတယ်ဒီလိုတရားရုံးရဲ့အမိန့်တိုင်းဟာနောက်ဆုံးပိတ်အပိအဖြတ်မဟုတ်ပဲမှားယွင်းနိုင်ခြေကိုအတိမတ်ပြုပြီးပြန်လည်သုံးသပ်နိုင်တဲ့အခွင့်အရေးရှိတယ်ဆိုတာကိုသိရှိထားခြင်းကပြည်သူတွေအနေနဲ့တရားစီရင်ရေးစနစ်တစ်ခုလုံးအပေါ်ယုံကြည်ခိုးစားမှုကိုပုံမတိုးပွားလာစေမှာအပိချပါပဲရှင် အဲ့ဒီအချက်ကတကယ်ကိုရေးကြီးတဲ့မေခွန်းတစ်ခုကိုပေါ်ထွက်လာစေတယ်ဗျာဥပဒေစနစ်ကြီးတစ်ခုလုံးကသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုပြန်လည်သုံးသပ်ဖို့နဲ့EU ခံဝင်ဖို့အခုလိုများပြားလာတဲ့အသေးစိတ်စီးမင်းတွေကိုတိကျအချင်းယူပြီးတတ်မှတ်ပေးထားရတယ်ဆိုရင်ဒါဟာအလုံးစနစ်ကျပြီးတိကျပါတယ်ဆိုတဲ့ဥပဒေလောကမှာတောင်မှလူသားတွေရဲ့ဆုံးဖြတ်နိုင်စွာဟာဘလို့အထိအမှားယွင်းရှိနိုင်တယ်လဲဆိုတာကိုဝန်ခံလိုက်တာများလားအမှားကင်းတဲ့စနစ်ဆိုတာမရှိနိုင်ဘူးအမြဲတမ်းပြန်လဲစစ်စစ်ဖို့လိုအပ်တယ်ဆိုတာကိုဥပဒေကိုယ်တိုင်ကအတန်တိတ်လက်ခံထားတာလားဒီဆက်စုကျင်စရာကောင်းတဲ့မေခွန်းကိုတော့နားစင်းနေတဲ့တူရင်းနဲ့ဆက်လက်တွေးတောကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီကနေ့ဖြန့်ချက်လေ့လာမှုစီစဉ်ကိုဒီမှာပဲအဆုံးသတ်ဖွဲ့ပြပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်